သားစိမ်းဆိုရင်ကြိတ်သားတွေကရိုးရိုးသားတုံးတွေထပ်ပို့ပြီးပို့သွလွယ်တာဘာကြောင့်လဲသားစိမ်းချင်းတူတောင်ကြိတ်သားတွေဟာတင့်တော်တဲ့တူလာမှုပုံစံမရှိရင်ရပိုင်းတွင်းမှာတင်ပုတ်တူးသွားတတ်ပါတယ်ဒါဟာဘာကြောင့်ဖြစ်တာလဲဆိုတာကိုဘဟုတုတအဖြစ်ရှင်းပြပေးပါရစေအဓိကကတော့ကြိတ်သားကိုစက်ကရိယာအသုံးပြုပြီးအဆင့်ဆင့်ပြင်ဆင်ရတာကြောင့်ဖြစ်ပါတယ်အသားစိမ်းတွေဟာအောက်ဆီဂျင်နဲ့များများထိတွေ့ရင်အောက်ဆီဂျင်ကြိုက်တဲ့အသားပုတ်တူးမှုကိုဖြစ်စေတဲ့ပိုးမွှားတွေကိုပေါက်ဖွားဖို့အားပေးပါတယ်ခြေသားတွေဟာပုံမှန်အသားတုံးတွေထပ်ပိုပြီးအောက်ဆီဂျင်ထိတွေ့နိုင်တဲ့မျက်နှာပြင်ဧရိယာပိုကျတဲ့အတွက်ပိုပြီးပုတ်တိုးလွယ်ပါတယ်။ဒါအပြင်အသားကိုကျိတ်ဖို့သုံးတဲ့စက်ပစ္စည်းတွေမှာသာပုတ်တိုးစေတဲ့ပိုးမွှားတွေကပါနေရင်ကျိတ်လိုက်တဲ့အသားကိုလည်းထိတွေ့ပြီးပါလာနိုင်ပါတယ်။အသားတွေအများကြီးကိုရောပြီးကျိတ်ပစ်တာမလို့အသားတုံးမှာထိုးထိုးပါဝင်နေရင်တော့ကျန်တဲ့အတုံးတွေနဲ့ရောပြီးပြန့်နှံ့သွားစေပါတယ်။တင်ဝဲတဲ့ကျိတ်သားဟာလက်ဆက်မှုရှိမရှိရောဘလို့စစ်ဆေးကြမလဲ။အသားရည်မျက်နှာပြင်ဟာညိုပုတ်ရောင်ဒါမှမဟုတ်မီးခိုးရောင်တန်းနေတယ်ဆိုရင်တော့အသားဟာပုတ်တိုးဖို့အစပြုနေပြီပဲဖြစ်ပါတယ်။ဒါအပြင်အသားဟာပြစ်ချွတ်ချွတ်နဲ့ကစီစီဖြစ်နေရင်လည်းမစားသင့်တော့ပါဘူး။ဒါကြောင့်တင်ဟာချက်စားဖို့ကြည်သားဝင်ရင်အကြာကြီးတင်ထားတာမျိုးထက်ဝယ်ပြီးချင်းလက်ဆက်ဆက်စားတာမျိုးလို့တင်ကြောင်းကြံပြုပြရစီ။အစားအသောက်နဲ့ပတ်သက်တဲ့ဘူးတူတာနဲ့သုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page ကို Like and Follow လုပ်ထားကြအောင်နော်။